ဟုတ်ကဲ့မင်္ဂလာပါကျွန်တော် Facebook အကောင့်စစ်ဆေးနည်းလေးကိုကျွန်တော်တို့ပြောပြပေးမှာဖြစ်ပါတယ် Facebook အကောင့်ကဆိုရင် page status အကောင့်ရဲ့ status ဒါလေးတွေကျွန်တော်တို့ရေးကြည့်ပါတယ်နောက်တစ်ခါကျွန်တော်တို့ monetization က active အစိမ်းရောင်လေးဖြစ်နေရပါမယ် page recommendation ကလည်းကျွန်တော်တို့ active အစိမ်းရောင်လေးဖြစ်နေရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့စလိုက်ကြရအောင်ကျွန်တော်တို့ရဲ့အကောင့်လေးကိုဝင်သွားပါအကောင့်ထဲမှာ professional dashboard ဆိုတာလေးပေါ်နေမှာဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့နှိပ်ဝင်သွားပြီးတဲ့အခါမှာဒီလိုမျိုးလေးမြင်ရမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့3 update ဆိုတဲ့နေရာလေးကိုဆက်ပြီးတော့နှိပ်လိုက်ပါအဲ့လိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့အဲ့ဒီမှာ3 update ဆိုတော့နေရာ3ခုပြထားတာပေါ့နော်အဲ့ထက်မှာအလယ်မှာနှိပ်လိုက်ပါဟုတ်ပါကဲ့ပါအဲ့ဒီမှာ monetization လေးကအစိမ်းရောင်လေးဖြစ်နေတယ်လို့ကျွန်တော်တို့ page recommendation ကလည်းကျွန်တော်တို့စိမ်းရောင်လေးဖြစ်နေတာဒါကpage တစ်ခု account တစ်ခုရဲ့ကောင်းတဲ့လက္ခဏာလေးကိုကျွန်တော်တို့ပြသပေးနေတာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ခါ page status account status ကိုထပ်စစ်မယ်ဆိုရင်အဲ့ဒီ page recommendation နဲ့ကိုကျွန်တော်တို့နှိပ်ဝင်သွားမှာဖြစ်ပါတယ်နှိပ်ဝင်သွားတာနဲ့ကျွန်တော်တို့အောက်လေးမှာ page status account status ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့အပေကျွန်တော်တို့ရဲ့ account လေးကအဲ့လိုprofile မှာစိမ်းရောင်အမှတ်ချစ်လေးပြပြီးတော့account မှာကျွန်တော်တို့ဘာ policy ဘာ issue မှမရှိကြောင်းကိုကျွန်တော်တို့ဖော်ပြတာကျွန်တော်တို့တွေ့မြင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ကိုယ်တိုင်ထောင်ထားတဲ့ကျွန်တော်ရဲ့ page လေးဖြစ်ပါတယ်ကျွန်တော်တို့ဒီ TikTok ကိုလည်းကျွန်တော်တို့ကျွန်တော်ရဲ့ TikTok အကောင့်ကိုလည်းကျွန်တော်တို့မိတ်ဆွေတွေကိုချပြပေးတာဖြစ်တယ်လို့အခုကကျွန်တော် Facebook ရဲ့ page ကိုကျွန်တော်ချပြပေးတာဖြစ်ပါတယ်ကျွန်တော်တို့ကမီဒီယာလောကမှာကျွန်တော်တို့အဲ့လိုမျိုးအကောင့်တွေTikTok အကောင့်ပဲဖြစ်ဖြစ် Facebook အကောင့်ပဲဖြစ်ဖြစ်ပေါ့နော်အများတန်းကျွန်တော်တို့ဘာ issue မှမရှိဘူးဘာ policy မှမရှိဘူးလုံးဝကိုကျွန်တော်တို့clear ဖြစ်နေရတာမိတ်ဆွေတို့တွေ့တဲ့အတိုင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးချပြပေးတာကကြောက်ဝခြင်းဟုတ်ပါဘူးကျွန်တော်တို့ကလူမှုစံနှုန်းတွေဒီစီကံချက်တွေကိုလိုက်နာဆောင်ရွက်ထားတဲ့ဟာဒီများလို့ကျွန်တော်တို့ဒီလောက်ပို့တွေအများကြီးတင်နေစာတွေအများကြီးရေးတာတော့လုံးဝကျွန်တော်တို့ဘာ issue မှမရှိပဲနဲ့လုံးဝ clear ဖြစ်နေတာမိတ်ဆွေတို့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့စာပေတွေကျွန်တော်တို့ရဲ့ဓာတ်ပုံတွေကလောကအကျိုးစီးပွားကိုဖြစ်တဲ့အများပြည်သူကိုဗဟုသုတဖြစ်စေတယ်ကျွန်တော်တို့ကိုယ်တိုင်မှာလည်းအဲ့လိုမျိုးပေါ့နော်အတွေ့အခေါ်ကောင်းတွေလောကကိုအကျိုးပြုတဲ့အတွေ့အခေါ်ကောင်းတွေလောကကိုအကျိုးပြုတဲ့အတတ်ပညာအသိပညာတွေကျွယ်ဝနေတယ်ဆိုတဲ့ဟာလေးကလည်းမိတ်ဆွေတို့ကျွန်တော်တို့စဉ်းစားစီခြင်းတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကိုယုံကြည်စွာနဲ့ကျွန်တော်တို့ခင်မင်ရည်နှီးလို့ရပါတယ်ကျွန်တော်တို့ဒီလောကအကျိုးစီးပွားအတွက်ကျွန်တော်တို့အများသူငါကိုမျက်စိလင်းရအောင်ဘဝဒုတာရအောင်စသဖြင့်ကျွန်တော်တို့လောကအကျိုးစီးပွားတဲ့ချပြနေသူတွေဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါကျွန်တော်တို့ကအမိသူတူတယောက်ကပြစ်တင်တက်ခဲ့ခြင်းမရှိပါဘူးကျွန်တော်တို့ဒီအများသူငါကိုဘဝဒုတာရစီရင်အတွက်ကျွန်တော်တို့အသိပညာတတ်ပညာတွေကိုကျွန်တော်တို့မျှဝေပေးခြင်းနာဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့ပါကြည့်ရှုအားပေးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ